ဟိုရှိတုန်းကရွာကလေးတစ်ရွာမှာဆင်းရဲတဲ့ငိုဆိုးမတဦးနဲ့သူ့ရဲ့သားလေးချက်ဂျာတို့ရှိကြတဲ့သူတို့သားအမိမှာမီကီမြို့ကီလို့ခေါ်တဲ့နွားမကြီးတစ်ကောင်ပဲပိုင်ဆိုင်ပြီးအဲ့ဒီနွားမကြီးစီကားရတဲ့နှုတ်ကိုရောင်းချလို့စားဝတ်နေရေးဖြည့်ရှင်းနေကြရရှာတယ်။ဒီနေ့မှာတော့မီကီဟာအိုမင်းလာပြီးနှုတ်မထွက်တော့တာကြောင့်ဂျက်ရဲ့အမေကဈေးမှာသွားရောင်းဖို့ဂျက်ကိုမှားလိုက်တယ်ဈေးသွားတဲ့လမ်းမှာဂျက်ဟာထူးဆန်းတဲ့အဖိုးကိုတယောက်နဲ့တွေ့တယ်အဖိုးကငါစီမှာမော်ပဲစေငါစိတ်ရှိတယ်မင်းရဲ့နွားနဲ့လဲမလားဒီပဲစေတွေကမင်းကိုချမ်းသာစေလိမ့်မယ်လို့ပြောတာနဲ့ဂျက်လဲသဘောတူပြီးနွားမကြီးကိုပေးလိုက်တယ်အိမ်ပြန်ရောက်တော့အမေဖြစ်သူကပတ်စံမပါပဲစေတွေပဲပါလာတာကိုမြင်ပြီးဒေါသတွေထွက်ပဲစေတွေကိုပဒင်းပေါက်ကနေလွှင့်ပစ်လိုက်တဲ့အဲ့ဒီညမှာတော့သားအမိနှစ်ယောက်ထမင်းမစားရပဲအိယာဝင်ခဲ့ကြရတာပေါ့နောက်တစ်နေ့မနက်မိုးလင်းတော့အိမ်ရှိမှာအံ့ဩစရာမြင်ကွင်းကြီးကိုတွေ့လိုက်ရတယ်ဂျက်လွှင့်ပစ်လိုက်တဲ့ပဲစေတွေကနေတညရဲနဲ့မိုးကောင်းကင်အထိမြင့်မားတဲ့အေယာမပဲပင်ကြီးပေါက်ရောက်နေတာပဲဂျက်လဲစူးစမ်းကျင်စိမ့်နဲ့ပဲပင်ကြီးအတိုင်းအပေါ်ကိုတက်သွားလိုက်တယ်ပဲပင်ထိတ်ဆုံးကိုရောက်တဲ့အခါတိမ်တွေကြားထဲမှာအေယာမတ်ရဲတိုက်ကြီးတစ်ခုကိုတွေးလိုက်ရတယ်။ရဲတိုက်ထဲကိုဝင်သွားတော့ဘီလူးမကြီးတစ်ယောက်နဲ့တွေ့တယ်။ဘလူးမကြီးကစိတ်သဘောထားကောင်းတော့ဂျက်ကိုမှုန့်ကျွေးတယ်။ဒါပေမဲ့ခဏကြာတော့လူသားတွေကိုစားတဲ့သူ့ယောက်ျားဘလူးကြီးပြန်လာတာမို့ဂျက်ကိုအမြန်ဝတ်ထားလိုက်တယ်။ဘလူးကြီးကရွှေဥဥပေးတဲ့ကြက်မကြီးကိုဥဆန်းလို့အမိန်ပေးလိုက်ရင်ရွှေဥတွေဥပေးတာကိုဂျက်ကချောင်းကြည့်ရင်တွေ့သွားတယ်ဘလူးကြီးအိပ်ပျော်သွားတဲ့အချိန်မှာဂျက်ကကြက်မကြီးကိုပွေပြီးပဲပင်ပေါ်ကနေအိမ်ပြန်ပြေးလာခဲ့တယ်နောက်တစ်ခေါက်ဂျက်ကပဲပင်ပေါ်ထက်တက်သွားပြန်တယ်ဒီတစ်ခါတော့ဘလူးကြီးရဲ့ရွှေဆောင်းကိုခိုးယူဖို့ကြိုးစားတယ်ဒါပေမဲ့ရွှေဆောင်းကသခင်ကြီးကဲပါဦးလို့អော်လိုက်တာကြောင့်ဘလူးကြီးနိုးလာပြီးဂျက်နောက်ကိုထက်ကြက်မကွာလိုက်ပါတော့တယ်ဂျက်ကပဲပင်အတိုင်းအောက်ကိုအမြန်ဆင်းဘလူးကြီးကလည်းနောက်ကလိုက်နဲ့အတော်ကိုရင်တမမဖြစ်เสียရပါပဲမြေကြီးပေါ်ရောက်ခါနီးမှာဂျက်ကသူ့အမေကိုအမေပစိန်ယူလာခဲ့လို့လှမ်းអော်လိုက်တယ်အမေဖြစ်သူပေးတဲ့ပစိန်နဲ့ပဲပင်ကြီးကိုအာကုံခုတ်လဲလိုက်တဲ့အခါမှာတော့ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူပဲပင်ကြီးလဲကြပြီးဘလူးကြီးလဲပြုတ်ကျကပြက်ကွယ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့ဂျက်တို့သားမိဟာရွှေဥရွှေဆောင်းတို့နဲ့အတူချမ်းသာကြွယ်ဝလာကြပြီးအေးချမ်းပျော်ရွှင်စွာနေထိုင်သွားကြပါတော့တဲ့ကွယ်ပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာရဲစွမ်းတတိရှိခြင်းနဲ့အခွင့်အရေးကိုအသုံးချတတ်ခြင်းကမမျှော်လင့်ထားတဲ့ကောင်းကျိုးတွေကိုဖြစ်ထွန်းစေနိုင်ပါတယ်